ထမင်းလေးစားမကောင်းလို့အဲ့လိုဆက်ဆက်လေးစားခြင်းလို့ဒီနေ့ကလေအိမ်မှာ9ချက်တယ်ဒါကချင်ပတ်စုံရဲ့ဒါစာကလေးချက်တာပြီးရင်ဒါကတော့ညှစ်ပေါ်တော့ညှစ်လဲတို့ခြင်းလို့ဒါလေးကတော့မုံလာရဲ့ပြုတ်ကလေးထမင်းလေးစားမကောင်းလို့အဲ့မရတာတော့ပဲကဲစားတတ်ပါအောင်ချွတ်တို့ရေว่าทำไมซาพี่အမြဲတမ်းနားအောင်ကြမင်းကလည်းပဲခံသမင်းစာတွေကမရတော့ဘူးလက်ထက်ကစားပေါင်တစ်လုံးလားအဲ့ဘာလို့ငန်းပေါ့ဒီမှာတို့ကွာက်ထဲတာပါကျူပါဝအောင်နော်ကြည့်ပါလက်ကျွေးတာစားလို့ပါလားအဲ့လေပေါက်နေစားလို့ပြောတယ်မရဘူးတရဝဲစားတာနှုတ်ဝဲစားစားအနားမှာလာနေရရှင်ဘက်ဒါလက်ဆက်ဆက်မပြောဘူးဒီတရကင်းကြီးကြောင်ရှာသီးကြီးပဲချင်ပေါက်ဒီနဲ့ရှင်ဘက်ကတော့လက်ဆက်နေသမင်းစာနေကြတာမသိကောင်းတယ်ကောင်းချွတ်တောင်ပြန်တယ်ตากလေးချက်တော့ငါကိုဆိုမတိုးရဘူးအခုမှတိုးရတယ်ခုမှပေါ်ရအခုမှပေါ်ရဒီအရာသူ့ပြသည်လေသူ့ကောင်းလာတာကျွတ်နဲ့ချိုးဘက်မှာကြာတာငါခုနှခမ်းမွေးလို့လည်းခေါ်တာချိုးကစားကလေးချီတော့ခေါ်ရတဲ့ဘက်နဲ့ဘက်တော့မတူကြဘူးပြောတယ်ထမင်းစားတိုင်းလေကိုလွတ်လက်စားပါလားကိုယ့်အောင်စားရှင်ပပိုင်နိုင်စားလို့ရတယ်ဟုတ်ဘူးသူများနေတာအဲ့လိုနေဘူးသူကစားကောင်းလို့တဲ့တလုတ်စားနှစ်လုတ်စားဘာကိုစားတာအဲ့လိုမအောင်ဘူးလည်းအဲ့လိုပဲကျွန်တော်နေပါလေသူများနေတာသူရမ်းအယူကြသူ့ကိုဒီထဲမှာနေထားတာလေငူပြီးနန်းချင်းနဲ့ရှူရဲနဲ့ရှူရဲနဲ့အဲ့ဘာမှမရှိပဲလေငုံတိပုံနဲ့လေပြည့်ရတူနန်းကြီးလို့ထမင်းကိုပမိုင်းနိုင်နေစားတဲ့အရသာလေးဘာရတာနဲ့မှမတူဘူး
အဲ့မရှိတော့ဆက်ကဆက်ပြီးတော့မိန်ရောကွယ်